ကဲတင်တို့ရဲ့ presentation slide လေးတွေကအခုလိုပုံစံမျိုးလေးတွေဖြစ်နေပါသလားဒါဆိုရင်ဒီ video မှာတော့ Canva ကိုအသုံးပြုပြီးတော့လွယ်ကူရုပ်ရှင်တဲ့ presentation slide လေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမှာဖြစ်တဲ့အတွက် video လေးကိုအဆုံးထိကြည့်ပေးဖို့မျှော်လင့်ပါတယ်ဒါဆိုရင်အချိန်မဆွဲဘဲ video လေးကိုစလိုက်ကြအောင်အဲ့ဆိုရင်တော့ presentation slide လေးတွေဝင်မယ်ပေါ့နော်ခုတော့မြင်ရတဲ့အစားအတိုင်းဒီတိုင်းအဖြူအောင်ဘာမှ blank ပဲရှိတယ်ပေါ့နော်အဲ့ဆိုရင်အခုရင်တော့ design ကိုအရင်ရှင်းပြပေးပါမယ်ဒီတော့ design မှာဆိုရင်အမှ2မျိုးရှိရပေါ့နော်ဒီ Premiere Pro နဲ့ Yoda Free ဆိုတာကိုရှိတယ်ဒီကလို့တင်ရဒီ Premiere တွေကိုသုံးချင်တယ်ဆိုရင်တော့ဝယ်သုံးရမှာဖြစ်တဲ့အတွက်အဲ့ဒါတော့တိတ်တော့အကြံမပေးဘူးပေါ့နော်ဒီမှာဒါဆိုရင် Premiere Pro မှာဆိုရင်တော့ဒီလိုပုံစံမျိုးဝင်ကြည့်လိုက်မယ်ဆိုရင်သူတို့ဘယ်လိုသုံးထားတယ်ဆိုတာတော့ကြည့်လို့ရတယ်ဒါပေမဲ့ကိုကတော့သုံးလို့မရဘူးဝယ်ရမယ်ပေါ့နော်ဒါဆိုရင်အခုဒီ free ကိုပဲနှိပ်လိုက်မယ် free မှာဆိုရင်လည်းဒီတိုင်းပဲအခုလိုပုံစံမျိုးမြင်ရတယ်ကိုကတကယ်လို့တခုသူတို့ထဲကတခုကိုပဲယူချင်တယ်ဆိုရင်တော့အဲ့တခုကိုနှိပ်လိုက်တာနဲ့ကိုယ်စီရောက်လာပါလိမ့်မယ်တခုဆိုလည်းဒီမှာကိုနှိပ်လိုက်တာနဲ့အဲ့ကိုလိုချင်တဲ့ဟာတွေကိုရလာလိမ့်မယ်တကယ်လို့အကောင်လုံးလိုချင်တယ်ဆိုရင်တော့အပေါ်က apply all ကိုနှိပ်လိုက်မယ်ဆိုရင်အကုန်ရလာလိမ့်မယ်အခုဆိုမြင်တဲ့အတိုင်းပဲအကုန်လုံးသူတို့စီမှာရှိတဲ့ slide တွေရလာလိမ့်မယ်ရလာပြီဆိုအဲ့ထဲမှာရှိတဲ့ကိုကဖြည့်ညက်ကတ်တွေအကုန်ကိုကြိုက်တာကိုလုပ်လို့ရတယ်ပေါ့နော်ဒါကတော့အမှဆိုရင်ကိုကြိုက်တဲ့စာကိုရေးလို့ရတယ်အမှကိုကြိုက်တဲ့လို့တွေကိုတွားပြီးတော့ရှောက်လုပ်လို့ရတယ်နောက်က background color တွေကိုလည်းကိုကကြိုက်တဲ့လို့တွေပြောင်းလို့ရတယ်ဒါကတော့ကိုကြိုက်တဲ့လို့ကိုလုပ်လို့ရပါပြီနောက်ပြီး element တိုင်းမှာ element ထဲမှာလည်းအဲ့အတိုင်းပဲသူက pro နဲ့ free ဆိုပြီးတော့ရှိတယ်ကိုက pro သုံးနေတယ်ဆိုရင်တော့ element ကတော့အဲ့ကိုကတော့ pro သုံးလို့ရတယ်ဒါပေမဲ့အကွက်လေးတွေပါလိမ့်မယ်ရပါတယ်ပေါ့နော်pro ဆိုရင်ဒီကဘာလုံးလေးကိုသုံးကြည့်ရှင်တယ်ဆိုနှိပ်လိုက်မယ်ဆိုရင်အမှကဘာလုံးလေးတော့ပေါ်လာလိမ့်မယ်ဒါပေမဲ့အမှအကျဲချဲလိုက်မယ်ဆိုရင်အမှဒီ watermark လို့ခေါ်တဲ့အကွက်လေးတွေပေါ်လာလိမ့်မယ်အဲဆိုရင်တော့တော်တင်အောင်တိတ်ပြီးမကောင်းဘူးပေါ့နော်ကိုယ့်ရဲ့ presentation ကိုပြမှာဆိုတော့တိတ်ပြီးတော့မလှတဲ့အတွက်ဒါကတော့ဒါပေမဲ့တိတ်လေးတွေလုပ်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့တော်တင်အောင်တော့မသုံးဘူးအကြံပြုရှင်တယ်နော်ကိုက free သုံးမှာဆိုတော့ရတဲ့အတိုင်းပဲအဲ့ watermark တွေပြီးတော့ကိုက position တွေပြောင်းမယ်ဆိုရင်တော့အဲ့ position ကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့နေရာကိုပြောင်းလို့ရတယ်ဒါကတော့ကိုကြိုက်တာကိုလုပ်လို့ရတယ်ပေါ့နော်ဒီဘွားဟာတွေတင်ရတော့အဲ့ဆိုရင်ဒါလေးတွေပြန်ဖြတ်လိုက်မယ်အဲ့ဆိုရင်နောက်ထပ်တစ်ခုကတော့အလဲမှာထည့်တဲ့အဲ့ကိုကြိုက်တာတွေကိုထည့်မယ်ဆိုရင်အလဲကအပေါင်းလေးကိုနှိပ်လိုက်မယ်ဆိုရင် slide လေးတစ်ခုရလာလိမ့်မယ်ပြီးတော့ဒီ transition ကိုဝင်လိုက်ပြီးတော့ကိုကြိုက်တဲ့ပုံစံနဲ့ transition ကိုကြိုက်တာကိုလုပ်လို့ရတယ်ဥပမာဒီမှာဆွဲလက်ရှိတယ်ပေါ့နော်ပြီးတော့နောက် video တွေမှာအဲ့မှာရှိရ match ကိုတင်ပြပေးမှဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားဖို့ပြောနေတယ်ပေါ့နော်နောက် video တွေမှာအဲ့ match ကတုံးတက်ဝိုင်းဆရာကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ match ကိုဒါတုံးတက်သွားမယ်ဆိုရင်ကိုကပေါ်တင်အောင် pro ကြီးဖြစ်သွားတဲ့အတွက်ကြောင့်နောက် video တွေမှာတင်ပြပေးပါလိမ့်မယ်အဲ့အကြောင်း like and subscribe လေးဒါဆိုရင်တော့ဒီမှာ duration တွေပါတယ်ကိုကြိုက်တာကိုထားလို့ရတယ်ပေါ့နော်အဲ့ဆိုရင်နောက်ထပ်တစ်ခုကတော့ဒီ text မှာဆိုရင်အမှာ3ခုရှိတယ်သူ heading ရ sub heading နဲ့အောက်မှာ body paragraph text ဆိုပြီးတော့ရှိတယ်အခုဒီအဲ့ text တွေကတော့ကိုကြိုက်တယ်လို့အတိုးချက်လုပ်လို့ရတယ်ပေါ့နော်အမှာလို့3ခုလေးရှိတယ်ဘာလို့ like အဲ့လိုမျိုးလေးတွေကြိုက်တယ်လို့ရေးလို့ရတယ်ပြီးရင်အမှာတော့ခဏလေးစီးလိုက်အဲ့ဆိုရင်အမှာကိုကြိုက်တဲ့ font တွေပါတယ်ကိုကြိုက်တယ်လို့ပြောင်းလို့ရတယ်အပေါ်မှာပြထားတဲ့အတိုင်းဒီကြုံသေးလဲလုပ်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်နောက်တစ်ခုကတော့အဲ့အပေါ်မှာရှိတာကိုကြိုက်တယ်လို့လုပ်ရတယ် A အသေးလေးနဲ့ A အကြီးလေးကတော့ဒီ capital letter လို့ small letter လို့ကြောင်းနေတာဖြစ်တယ်အဲ့တော့တိတ်ပြောတာတွေကတော့တိတ်တော့မတော့အဲ့ဒီ paragraph alignment တော့တော့တင်အောင်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အလင်မှာထားချင်တာလားတိုက်တယ်လို့ဘာလို့မှဆိုတော့စာတွေအလင်မှာထားတာဆိုတော့အဲ့ဒါတော့တင်အောင်တောင်းဝင်တယ်ဒီအမှာ bullet point တို့နဲ့ငါတို့လည်းကိုကနဲ့ကိုထည့်ပြီးတော့တက်တယ်လို့တောင်းလို့ရတယ်ဒီကလို့ကိုကအဲ့လိုအယောင်လေးလည်းပြောင်းနေတယ်ဆိုရင်အယောင်လေးနှိပ်ပြီးတော့ကိုကြိုက်တဲ့အယောင်ကိုပြောင်းပြီးတော့တောင်းလို့ရတယ်ပြီးတော့နောက်ထပ်တစ်ခုကတော့ဒီ effect ကတော့အမှာလည်း effect မှာကိုကြိုက်တာတွေထည့်လို့ရတယ်ဒါတွေမှာတော့ premium တို့ pro တို့ကတော့မရှိဘူးပေါ့နော်အောက်မှာတော့လည်းဘာလို့ရှိ
အဲ့တော့တကယ်လို့ကိုကအကောင်လုံးကိုတစ်ခါလေးလှုပ်ရှင်နေဆိုရင်အကောင်လုံး select ဆွဲပြီးတော့မှကိုကြိုက်တဲ့ခါလေးကိုပြောင်းလို့ရတယ်အရောင်တွေပါလေအဲ့လို select ဆွဲပြီးတော့ပြောင်းလိုက်တဲ့အဆင်ပြေရပေါ့နော်ဒီမှာဆိုရင်အကောင်လုံးပြောင်းသွားပြီပေါ့နော်ဒီကိုကြိုက်တဲ့အပေါ်မှာဆိုင်လေကိုကြိုက်တာတွေကိုအကုန်သုံးလို့ရတယ်။မှဆိုရင်နံပါတ်1ပါထည့်ချင်တာအကုန်လုံး select ဆွဲထားတဲ့ဟာတွေအကုန်လုံးထည့်ပြီးသားဖြစ်သွားမယ်ပေါ့နော်။မှဆိုရင် animation မှာလည်းကိုကြိုက်တဲ့ animation အဲ့လိုဆွဲပြီးထည့်လိုက်မယ်ဆိုတာနဲ့တစ်ခါလေးရရပေါ့နော်။ဒါတော့အဲ့လိုတမျိုးဖြစ်တဲ့အတွက်တော်တော်လွယ်ကူတယ်ပေါ့နော်ဒီ slide တော့ Canva တော့ကနော်ဒီ font size ပြောင်းကြည့်။သူ့မှာလည်း pro လို့ပါလို့ရှိတယ်။ဒါပေမဲ့ဒီ pre ပေးထားတဲ့ဟာလေးတွေကလည်းကောင်းတယ်ပေါ့နော်။ကြည့်လိုက်တဲ့ font size ကိုပြောင်းလို့ရတယ်။အဲ့ဒါကတော့ဒီ upload ကတော့ကိုကြိုက်တဲ့ပုံတွေကိုကနေကိုတင်ပြီးတော့မှထည့်ရတဲ့ဟာဖြစ်တယ်။အဲ့တော့ကိုကဒီ Canva မှာရှိတဲ့ပုံနဲ့ကြည့်လို့ရတယ်။ကိုစီရဟာကြည့်မယ်ဆိုရင်တော့အဲ့ upload file ကိုသွားပြီးတော့ကြည့်လို့ရတယ်။ဒါမှမဟုတ်ဘယ်ကလည်းတစ်ခါလေးဆွဲချလို့ရတယ်ပေါ့နော်။ဒါကတော့ဒီကြောင်လေးကိုဆွဲကြည့်မယ်။ကြောင်လေးဆိုရင်ဒီတောင်းကကြောင်လေးကတော့ပိုက်တယ်ပေါ့နော်။အဲ့ကောင်လေးကိုယူလိုက်မယ်။အဲ့ကောင်လေးယူမယ်ဆိုရင်ဒီတိုင်းလေးပဲအဲ့ကောင်လေးကိုကြည့်ပြီးတော့ဒီလိုဆွဲထည့်လိုက်မယ်ဆိုရင်တစ်ခါလေးရလာလိမ့်မယ်။ပေါ့နော်ကြောင်လေးရလာပြီဆိုရင်ကြောင်လေးကိုအသေးရှယ်ကြိုက်တာလို့ပြောရတယ်ကြောင်လေးကိုပေါင်လေးခက်ချင်တယ်ပေါ့နော်ကိုကဒီကြောင်လေးကိုအလုံးလေးထည့်ချင်တယ်ဆိုရင်တော့ဒီဒါတော့ကြောင်လေးအယောင်ကတော့တိတ်ကြောင်လေးကတော့ပြောင်းလို့မရဘူးအဲ့တော့ကိုအလုံးလေးထည့်ချင်တယ်ဆိုတော့အမှ frame ကိုကြိုက်ချလိုက်မယ်ဆိုရင် circle frame မှာဆိုရင်အမှ circle ရဲ့ပုံလေးကိုနှိပ်ပြီးတော့ကြောင်လေးကိုအဲ့ဒါဆွဲထည့်လိုက်တာနဲ့အထဲကိုကြောင်လေးရောက်လာလိမ့်မယ်ကြောင်လေးရလာမယ်ကြောင်လေးကိုအဲ့လိုပြန်တော့ share လုပ်လိုက်တော့ရအဲ့လိုပဲတော့ကြောင်ဟုတ်ပဲတခြားပုံကိုကြိုက်တာကိုထည့်လို့ရတယ်ဘုံမှာတော့တင်တိတ်တော့မတော်ပါဘူးဒါကတော့ bombing တို့ပါတော့ဆိုတော့သိပြီးတော့လည်းရှိဘူးเนาะ presentation တွေအဲ့တော့အတုံးရတာအောက်ဆုံးကအဲ့ table လေးကတော့အတုံးရတယ်ဘာလို့လဲဆိုတော့ဒီမှာ table ကိုတုံးပြီးတော့ကြိုက်တဲ့ list တွေပါထည့်လို့ရတယ်တော့ထားပါတော့ဒီမှာရှောက်ချိုက်လိုက်ရှောက်ကြိုက်ကိုကြိုက်တဲ့အပတ်မှာကိုရှောက်ကြိုက်ပြီးတော့မှကိုကြိုက်တယ်လို့တောင်းလို့ရတယ်ပေါ့နော်ဒီပြင်မှာလေးပုံမှာသူပြထားတယ်ဆိုညာရွက်ရှိတယ်ကိုကြိုက်တာလေးကိုတောင်းလို့ရတယ်အားတော့ဒီ best space နဲ့ပေါ့နော်ပြကြားဟာတွေပါတယ်တိုင်းနေပေါ့နော်ပေါင်းတော့ဒီစာကိုဒီ select ဆွဲပြီးမှပြောင်းလာတာဒါတော့စာကို select မဆွဲထားရင်တော့ပြောင်းလို့ရမှာမဟုတ်အဲ့တော့ဒီမှာ font size တွေပါတယ်ဒီစာကို select ဆွဲပြီးတော့project ကတော့လုပ်ထားတဲ့ project တွေကိုကြာတာဒါကတော့သိတော့application တွေမှာကျွန်တော်အမှကိုကြိုက်တဲ့ application တွေကိုတောင်းလို့ရတယ်အဲ့ပေါ်လာပြီပေါ့နော်အမှ application တွေပေါ်လာလိမ့်မယ်ဒီထဲမှာအမှကိုကြိုက်တဲ့ဟာအသုံးများတာတော့ဒီ frame maker ပေါ့နော် frame maker ကတော့တော်တော်လေးအသုံးဝင်နေအသုံးများတယ်ဆုံးမပေါ်လာတဲ့ဟာတွေကတော်တော်အသုံးလို့ကောင်းတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒီ magic media မှာတော့ကိုကြိုက်တဲ့စာကိုကြိုက်တဲ့ပုံဟိုကွာနဲ့ကိုတောင်းလို့ရတယ်ဥပမာထားပါတော့တခြား AI ကိုတောင်းနေဆိုရင် Canva ကလုပ်ထားတဲ့ဒီဟာမှာထားပါတော့ဒီမှာ acute ကလို့ရှာလိုက်မယ်ဆိုရင်ကြောင်လေးပေါ်လာလိမ့်မယ်အဲ့တော့အဲ့ကြောင်လေးကိုကွာနဲ့ကိုနှိပ်ပြီးတော့တစ်ခါလေးထည့်လိုက်တယ်ဒါကလွယ်တယ်ပေါ့နော်တခြား AI တွေကိုသွားပြီးရှာတဲ့အားလည်းမဟုတ်တော့ဒီညဆိုရင်နောက်တစ်ခုကတော့ Ori ကတော့မပြတော့ဘူးအဲ့ဒါတိတ်ပေါင်းဆိုတော့အမှတော့တိတ်မဟုတ်ဒီ presentation slide တွေမှာ Oreo ပါရတော့တိတ်တော့ဒါလည်း AI ကိုသုံးပြီးတော့ one ကိုပေးတဲ့ဟာလေးဒါတိုင်းအဲ့ဒါနဲ့ဒီ video လေးကတော့ဒီလောက်ပါပဲအားလုံးဒီ video ကြည့်ပြီးရဲ့နောက်မှာဒီ presentation slide ကိုခပ်ပါအသုံးပြုပြီးတော့လွယ်လွယ်ကူကူနဲ့အသေးစိတ်လုပ်တက်သွားမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ဖို့အတွက် subscribe လေး like and subscribe လေးလုပ်ပေးဖို့မျှော်လင့်ပါတယ်ဒါဆိုရင်နောက်မှပြန်တွေ့ကြတော့